ဆရာမတို့က g of h1 equal to g of h2 เนาะအဲ့တော့ g of h2 မှာဆိုလို့ရှိရင်တဲ့ h of h1 နဲ့ h of h2 နဲ့ဆရာမတို့က graph ဆွဲမယ် graph ဆွဲတဲ့အခါဆိုလို့ရှိရင်ဒီဘက်က minus เนาะဒီဘက်ကပါလဲဟဲ့ဒီဘက်က minus ဒီဘက်က plus အပေါ်က plus အောက်က minus เนาะအဲ့တော့1နဲ့1နဲ့ဆုံတဲ့နေရာမှာဒီနေရာမှာဖြစ်တယ်เนาะအဲ့တော့နေကောင်းတော့ထမင်းစားစင်းပြီလားဟဲ့စားတင်တာမဝါလိုက်တာနေတို့ငါထမင်းတော့ပေးမစားချင်ဘူးငါထမင်းတော့ပေးမစားချင်ဘူးနေကင်းထမင်းစားကြောင်းစင်းချိန်တော့နေတို့ငါပေးမစင်းချင်ဘူးသိလားအမှန်တိုင်းပြောရရင်ငါတနေ့ကုန်စားပဲတင်ချင်တာဘာဟင်းနေချက်လဲပြောပါအောင်ငါဟဲ့အဆွေဘာလဲဒီလေကထမင်းစားစရာငါတို့ဟင်းမရှိတော့ဘူးထမင်းမရှိတော့ဘယ်လိုလုပ်ဟဲ့ဟင်းခိုးစားလိုက်ရကုံသွားပြီပဲကုံသွားတော့မရှိတော့မစားနဲ့ပေါ့ဒါပဲရှိရပဲဆွေနေမိနိုင်ရှင်းဆရာမငါသမီးထမင်းမစားတော့ထမင်းချိုင်းမပါဘူးလားအော်ဟိုဟာအမေတို့ကလေဟိုအစင်မပြေတော့အဲ့ဒါဟင်းမထည့်ပေးလိုက်ဘူးဟင်းမပါလာလို့အဲ့ဒါဟုတ်လားဟင်းမပါဘူးလားနေရောဆရာမမအမဲသားဟင်းပါတယ်အမဲသားဟင်းစားတယ်မလားဆရာမတော်ပြီမယ်ခဏဆောက်မလုပ်ပါနဲ့ဆရာမမလုပ်နဲ့တမီးတို့နှစ်ယောက်လုံးကလေအမဲသားဟင်းမစားဘူးမလုပ်နဲ့ဆရာမမလုပ်နဲ့ဟဲ့အမဲသားမစားဘူးလားအော်မေ့နေတာနေအောင်ဆရာမမစလုံးကြီးပါတယ်စလုံးကြီးနဲ့စားနော်ဆရာမဟိုကော်စလုံးကြီးကိုဝါစားမယ်ပြောရတာဟုတ်ပါဘူးဆရာမဟိုကော်စလုံးကြီးကိုဝါစားမယ်ပြောရတာဟုတ်ပါဘူးဟဲ့ငါခောက်ထလိုက်ရတော့ဘယ်ကကော်စလုံးကြီးကိုပြောမှာဟင်းအနှစ်ထုတ်ကိုပြောနေအောင်ငါသွားပြီမယ်ခဏဆောင်ပြန်လာခဲ့မယ်မစားနဲ့ဘူးနော်ဟဲ့တမင်းစားနေပြီလားနေအောင်ဆရာမမပါတယ်ခဏလေးဇလုံးကြီးအနှစ်ထုတ်ဟင်းအနှစ်ထုတ်ကွယ် तू ကပြည့်မလားဒါကဇလုံးကြီးရှင်မောင်ကျော်ငါသမီးရော့ဒါလေးစားကြည့်အရန်ကောင်းတယ်ဒါလေးကလေချင်းဖြုံနေတဲ့အရန်စားကောင်းတယ်နောက်ပြကြလေသမီးဒါလေးကလေမြင့်မကြီးသီးစိမ့်အညာချက်ကလေးသိလားငါသမီးအမျိုးရှိတယ်ဇလုံးကြီးမှာလေနောက်ပြကြသမီးဒါလေးကဇလုံးကြီးငပဇွန်ကြောင်းငပိကျော်သိလားငါသမီးဒါလေးလည်းစားလို့ကောင်းတယ်ဒါလေးကကြတော့ဇလုံးကြီးငပိကောင်ကျော်ညော့ငါသမီးဒါလေးလည်းစားကြည့်အရန်စားလို့ကောင်းတယ်သိလားဒါကတော့ဆရာမအကြိုက်ဂွေးသီးအညာချက်အဲ့သမီးတို့ကြိုက်တာယူစားတော့အာမနာနဲ့ဘာမှအားနာစရာမလိုကျွတ်သမီးချင်မောင်ကျော်လေးနဲ့စားလိုက်ရောဆရာမဖောက်ပြီးမယ်ရောဒါလေးစားကြည့်ကောင်းတယ်မလားသမီးတကယ်ကောင်းတာဇလုံးကြီးကတကယ်အရန်ကောင်းတာသိလားစားသမီးကောင်းအောင်စားဒါလေးလည်းမှပဇွန်ကြောက်ကြော်လေးရှိရငါသမီးစားရောနော်ဆရာမမိရစားအားမနာနဲ့ဟေးသမီးတို့သမီးရောစားနေလားမစားတော့ဆရာမရတယ်သမီးဟင်းပါတယ်ဟိုကလေဆရာမတို့လာပြောပြတာဆရာမသူတို့ကလေဟင်းမပါတာမဟုတ်ဘူးဆရာမအရှိမစာတင်နေတဲ့အချိန်မှာလေအနောက်ကနေဟင်းနေခိုးစားနေအဲ့ဒါမှဟင်းနေကုံသွားပြီးတော့လေထမင်းမဲကြံတာအော်ညီတို့ကငါစာတင်ချိန်မှာဟင်းနေခိုးစားပြီးတော့အခုကြတော့မှဟင်းမရှိတော့ဘူးဆိုပြီးတော့ငါ့ကိုဒရာမာတွေလာခင်းတာပေါ့ညီအခုစားလိုက်တဲ့ချင်မောင်ကျော်ဘိုးကိုညီမေရှိကပြန်တောင်းလာခဲ့မတောင်းလိုက်ညီမေကိုမိဘခေါ်မယ်ဒါပဲဆရာမပါလေဟုတ်ပါလေဆရာမအမဲသားဟင်းလေးပါကျွေးပါလားသမီးစားတယ်ဆရာမဘာအမဲသားဟင်းလဲခောက်ထလိုက်မယ်လက်စုံနဲ့ခောက်ထလိုက်လို့ဘဝကူသွားမှာစာကိုထမင်းမဲ့စားထိုင်နေမင်းတို့